စီကြောင့်စသမားလေးရဲ့စေတနာတပြားတည်းလေးဖွင့်ပြပါစသမားလေးရဲ့စေတနာတပြားတည်းလေးဖွင့်ပြပါမေတ္တာတည်လေးအေးချမ်းကြစီဗျာနာစင်သူနာနှစ်သက်စီရမှာအခါတော်ဒီမင်္ဂလာတီးနဲ့ကုန်ချက်ကြီးရှိတဲ့နေစီယာအောင်မင်္ဂလာပြောစီတာနဲ့ဤစဘူးတစ်ခွေမှာနေစီရမှာကျွန်တော်တို့ရောက်တဲ့နေရာရွှေမိုးလေးများရွာမှာပြီးနယ်လေးတွေဒုလိုကြီးဝရစီမှာစသမားလေးရဲ့စေတနာတပြားတည်းလေးခွင့်ရမှာမေတ္တာတည်လေးအေးချမ်း